လက်မီဖြစ်ပါတယ်လင်းလက်မီလေငိမ့်နေပါတယ်လို့လေငိမ့်နေနော်ပထမဆုံးအလုံးပေါ့စိတ်ပါပဲခொနည်းနဲ့ပွဲဥထက်လဲလက်မီကြီးအောင်လာပြီတက်ပြီဟုတ်ဒါခဏထားပါမယ်နော်မဟုတ်ပါဘူးနောက်မှသွားရိုက်လိုက်အောင်မယ်တောက်လို့ဆွဲပြီလို့လဲပေးရမှာလို့ဆွဲပြီလင်းလက်မီတက်ပြီလင်းလက်ပြင်းငိမ့်လေးပဲဟုတ်မိုက်ပြင်းငိမ့်ပဲငိမ့်လေးပဲဝုန်းတယ်လို့အရှိကသွားကြည့်ကြတာအကြီးသားလေးအိမ်မှာကြည့်အကြီးသားလေးမြောက်မှာကြည့်တောင်ကြီးသားလေးမြောက်ကနေကြည့်တယ်အဲ့ဒါတော့ကြည့်လို့လည်းပဲဝေါအိမ်ပါပုံလားဒုံးလိုက်ဖက်မနော်အဲဖြစ်နေမယ်နော်အပေါ်ကရဲ့အောက်ကနိုင်တယ်ခမိုင်းနိုင်လက်နဲ့ကိုကြီးရဲ့အောက်ကနိုင်တယ်ဟောလေကြည့်အောင်တော့နိုင်ခံနေနဲ့အဲ့ဒါခမိုင်းနိုင်ဗျဝါလင်းလက်မီဘယ်မှာကြည့်ကြည့်ပဲကမ်းကြည့်တော့များတော့လာတော့များတော့နော်มีมาก่งเด้เว้ยว้าวนี่ชื่อมาก่งเด้บาบูโล